ဂျပန်လူမျိုးတွေနဲ့စကားပြောတဲ့အခါမှာပြီးတော့ဂျပန်စာလေ့လာတဲ့အခါမှာပြောတဲ့စကားတွေကပေါ့နော်အယမ်းမြန်နေလိုက်ပြီးတော့နားထောင်လို့မမိဘူးဆိုတဲ့သူတွေရှိရပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ဝတရှိကိုယ်တိုင် listening ကောင်းအောင်လေ့ကျင့်ခဲ့တဲ့ထိရောက်တဲ့နည်းလမ်း၃နည်းလမ်းရှိတယ်အဲ့ဒီဟာကိုဝတရှိဒီဗီဒီယိုမှာ sharing လုပ်သွားပေးခြင်းပါတယ်အားလုံးပဲမင်္ဂလာပါ皆さんこんにちはこんばんはマルガのビチョウလိုက်ပါတယ်မာရဆန်စီပဲဖြစ်ပါတယ်ဝတရှိအကြောင်းသားတော်တော်များများမေးလေးရှိရပေါ့နော်ဆန်စီ listening ကောင်းအောင်ဘယ်လိုလုပ်ရမလဲဂျပန်လူမျိုးတွေနဲ့စကားပြောတဲ့အခါမှာပြီးတော့ listening နားထောင်တဲ့အခါမှာသူတို့ပြောတာအယမ်းမြန်နေလိုက်ပြီးတော့နားထောင်လို့မမိဘူးပေါ့နော်ဆိုတဲ့အကြောင်းသားတွေအယမ်းများတယ်ဆိုတော့ဝတရှိဒီဗီဒီယိုမှာ listening ကောင်းအောင်ဝတရှိကိုယ်တိုင်လေ့ကျင့်ခဲ့တယ်ပေါ့နော်နီလန်၃နီလန်ကို sharing လုပ်တော့ပေးကြပါတယ်ဆိုတော့ဝတရှိနဲ့တူတူကြည့်လိုက်ရအောင်行きましょうဟုတ်ပြီနံပါတ်1ချက်အနေနဲ့ကတော့ active listening practice လုပ်ဖို့လိုပါတယ်ဆိုတော့အဓိကကတော့များများနားထောင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ဘယ်လိုနားထောင်ရမလဲဆိုတော့ဘာလို့ရှိလို့ YouTube channel တွေရှိတယ်ပြီးရင် anime တွေ drama တွေရှိတယ်ပြီးရင်သတင်းတွေရှိတယ်ပေါ့နော်ဆိုတော့ YouTube channel လေးပြောလိုက်တာ ਨੇ ဒီ Japan နဲ့ဆိုင်တဲ့ blog တွေရှိမယ်ပြီးရင် podcast တွေပေါ့နော်အဓိက podcast တွေများများနားထောင်ဖို့လိုမယ်နောက်တစ်ခုကတော့ anime တွေ drama တွေပေါ့နော်ဆိုတော့ anime တွေ drama တွေကြည့်ရင်လည်း listening တွေလေ့လာလို့ရတယ်ဘယ်လိုလဲဆိုတော့သူကကြတော့ကွာအမျိုးမျိုးသောမတူညီတဲ့ပေါ့နော်နယ်ပယ်တွေအကြောင်းကိုရိုက်ပြထားတယ်မလားဥပမာဆိုရင်စက်ရုပ်အကြောင်းထားပါတော့တခြားကဘာအကြောင်းမှော်ပညာအကြောင်းစသဖြင့်အမျိုးမျိုးသောဇာတ်လမ်းတွေရှိတယ်မလားဆိုတော့ဘာလို့ရှိတော့ကအဲ့လိုမျိုးမတူညီတဲ့နယ်ပယ်ကanime တွေ drama တွေကြည့်ခြင်းအပြင်ဘာလို့ရှိတော့ပုံမှန်နေ့စဉ်လေ့လာနေကြစကားတွေမဟုတ်ဘဲနဲ့တခြားသောပေါ့နော်နယ်ပယ်ကစကားတွေကိုလည်းပဲလေ့လာလို့ရတယ်ဆိုတော့သူက listening အတွက်အရန်ကိုပဲအထောက်အကူဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့သတင်းတွေပေါ့နော်သတင်းတွေလို့ပြောလိုက်တာ ਨੇ အရန်ခက်တယ်လို့ထင်ကောင်းထင်နေလိုက်မယ်ဒါပေမဲ့ NHK တို့ပြီးနောက်ကတိုတိုင်းတို့အဲ့လိုမျိုးလွယ်ကူတဲ့သတင်း application တွေရှိရပေါ့နော်ဆိုတော့သူကကြတော့ script ပါတခါလေးပါပြီးသားဆိုတော့နားထောင်ရင်းနဲ့ script လိုက်ကြည့်ရင်ပို့ပြီးတော့ listening တိုးတက်တယ်ပေါ့နော်ပြီးတော့နေ့စဉ်တကယ်အပြင်လောကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဆိုတော့ပို့ပြီးတော့မှလုံးတင်တယ်လို့ထင်ပါတယ်။私အနေနဲ့ဆိုရင် podcast တွေနဲ့ anime တွေအရင်ကြည့်ပြီးတော့လေ့လာခဲ့တယ်ပေါ့နော်။မရပေါ့နော် M4 ဖြေတော့私 listening လုံးဝမရဘူး။ဆိုတငယ်ချင်းက anime ကြည့်ဆိုပြီးတော့ပြောတယ်ပေါ့နော်။အဲ့နဲ့စာမကြည့်ချင်တယ် anime ထိုင်ကြည့်နေလိုက်တာ anime season တစ်ခုလောက်လည်းပြီးသွားရော listening အရင်တိုးတက်လာတယ်ပေါ့နော်။ဆိုဘာလဲဆိုတော့ပေါ့နော်အကုန်လုံးနားလည်နေတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ပြောတဲ့လေယူလေသိန်းတွေပုံစံတွေပြီးရင်ကိုတီးတဲ့စကားလုံးတစ်လုံးနှလုံးနဲ့ပေါ့နော်ဆက်လိုက်တဲ့အခါမှာသူပြောချင်တဲ့အဓိပ္ပာယ်ကိုသိသွားတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုး listening ကောင်းသွားခဲ့တယ်ပေါ့နော်နောက်ထပ်နီလန်တစ်ခုကတော့ shadowing technique ဖြစ်ပါတယ်ဒါကတော့နောက်ကလိုက်ပြီးတော့စကားပြောတာပေါ့နော်သူပြောတဲ့အကြောင်းအရာကိုနောက်ကနေလိုက်ပြီးတော့ကိုကအရေးလို့ပေါ့နော်လိုက်ပြီးပြောနေတာမျိုးဖြစ်ပါတယ်ဆိုတော့私ကဒီဟာကို podcast တွေနားထောင်ရင်းလုပ်ခဲ့တယ်ပေါ့နော် podcast တွေနားထောင်တဲ့အခါမှာဒီပြောတဲ့သူကပြောတဲ့ဟာကို私ကနောက်ကနေလိုက်ပြီးတော့ထက်ချက်မကွာလိုက်ပြောကြည့်တယ်အဲ့လိုလိုက်ပြောခြင်းအဖြစ်ဘာတွေကောင်းလဲဆိုတော့သူတို့ရဲ့ intonation လို့ခေါ်တယ်လေယူလေသိန်းတွေတို့ပြီးရင်発音ပေါ့နော်အတန်ထွက်တွေအရန်ကောင်းလာတယ်ပြီးတော့စကားလုံးအစ်တွေလည်းပဲမှတ်မိလာတယ်ပေါ့လေနော်အဲ့ဒီအကျိုးလေးတွေရပါတယ်နောက်ဆုံး私လေ့ကျင့်ခဲ့တဲ့နည်းလမ်းကတော့language exchange application တွေရှိတယ်ပေါ့နော်ဥပမာ hello talk တို့ပြီးရင်ရေးဆိုတဲ့ application တွေပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒီ application တွေကနေတစ်ဆင့်တကယ်ဂျပန်စာလေ့လာနေတဲ့သူတွေပြီးတော့ဂျပန်လူမျိုးတွေနဲ့စကားပြောလေ့ကျင့်တယ်ပေါ့နော်ဆိုတော့စကားပြောလေ့ကျင့်ရုံနဲ့မကသူတို့ပြောတာကိုလည်းပဲကိုကနားထောင်ရတာဆိုတော့သူကလည်းပဲ listening အတွက်အထောက်အကူဖြစ်ခဲ့ပါတယ်ဆိုတော့ခြုံငုံပြောမယ်ဆိုရင်တော့ချက်၃ချက်ပဲရှိတယ်များများနားထောင်မယ်ပြီးရင်နောက်ကနေလိုက်ပြီးတော့ပြောကြည့်မယ်နောက်ဆုံးတစ်ခုကတော့တခြားလူတွေနဲ့စကားလိုက်ပြောကြည့်မယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်အဓိကကတရှိတကယ်လို့ဖြစ်ခဲ့တာတွေကတော့ YouTube channel တွေကြည့်တယ် podcast တွေနားထောင်တယ်ပြီးတော့ anime တွေကြည့်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တာအများဆုံးဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဆိုရင်တော့မနက်စံတော့တရှိလုပ်ခဲ့တဲ့နီလန်လေးကိုတည်သွားပြီလို့ထင်တယ်ဆိုတော့ဒီနီလန်းမမဟုတ်တခြားနီလန်းတွေလည်းအများကြီးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဝတရှိကကိုလုတ်ခဲ့တဲ့နီလန်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်တကယ်လို့မှမနက်စံတို့တခြားနီလန်းတွေနဲ့ပေါ့နော်listening ကောင်းအောင်လုပ်နေတယ်စကားပြောကောင်းအောင်လုပ်နေဆိုရင်ဝတရှိရဲ့ comment မှာမှန်ပြီးတော့တခြားလူတွေကို sharing လုပ်သွားရအောင်နော်はいဒီဗီဒီယိုလောက်ပါပဲ最後まで見てくれてありがとうございますまた次の動画で会いましょうバイバイ